ဒီနေ့မှာတော့တနက်ထဲမှာတမယာရေးထည့်ဖြစ်တဲ့အဖျော်စရာလေး Alessio ရဲ့ free ကုန်းရမယ့် red skin လေးကိုခွဲခြားစိတ်ပြလေ့လာကြည့်လိုက်အောင်ပါကာရီယာဒီဇိုင်းကတော့မူရင်း model ကိုပဲ theme color နဲ့အညီ sticker ကတ်ထားတဲ့အနေထားဆိုပေမဲ့ basic တက်မှာတော့ comic effect ကိုမှ liquid ဆန်ဆန်လေးဖန်တီးချက်သွင်းမိတာမလို့ဖြစ်တယ်လို့လုပ်ပြီးတာမဟုတ်မှန်းသိတာပါတယ် scale 1ကိုတုံးလိုက်ခြင်းမှာ Alessio ရဲ့ခန္ဓာကိုယ်ကိုတမယာချင်းအဖက်နဲ့ခြုံလန်းမှာဖြစ်ပြီးတော့ scale 1အတစ်ဖြစ်နေတဲ့အချိန်ကာလအတော်တွင်းမှာ Alessio ရဲ့ရေပြတ်တဲ့ဟာအစိမ်းအောင်လေးလက်တွေမှာဖြစ်တဲ့အပြင်မှာ scale 1နဲ့ပြစ်လိုက်ရင်လည်းဒုံးကြီးတွေကနေတမယာရေတွေပွင့်ထွက်သွားပြီးတော့ပွင့်ထွက်သွားတဲ့အဖက်ပုံစံကိုလည်းလုံးဝတည်သက်လုပ်ပြီးတာမလို့ဒီအချက်တစ်ချက်နဲ့ scale 1ကိုအမြဲထိုင် span နေရမယ့် Alessio player တွေတော့အဲကျွန်တော်ဖို့ကောင်းလာမှာပါ scale 2ကိုတုံးလိုက်ခြင်းမှာပဲအဖျော်စရာလေး Alessio အနေနဲ့မြေကြီးပေါ်ကိုတမယာဒုံးနဲ့ထူးချလိုက်မှာဖြစ်ပြီးတော့ထူးချလိုက်လို့ Alessio မြောက်ထွက်သွားတဲ့အချိန်တော်တွင်းမှာပွင့်ထွက်သွားတဲ့တမယာရေကနေစိမ့်မဲ့မြူကူတွေဖြစ်ပြောင်းလဲသွားမှာပဲဖြစ်ပါတယ်မြူကုန်းမှာတော့ဘီးနှခါမှာပြေးနေအစိမ့်နဲ့လွယ်လို့တခြား trade true ဖတ်မပါပဲမယ်သူ့ဟာနဲ့သူတို့မျက်စိပဒနာဖြစ်ဖို့ကောင်းတယ်လို့ပြောရပါမယ်နောက်ဆုံးအနေနဲ့ automatic မှာဆိုရင် Alessio ခုံးတဲ့နေရာမှာရောတမယာဒုံးတွေတောင်းမှန်တဲ့နေရာမှာရော scale 1လိုပဲတမယာရေပွင့်ထွက်သွားတဲ့အဖက်ကိုတုံးမိတာပါတယ်ဆိုတော့ကိုယ့်လိုအနေနဲ့ရောဒီ free ကုန်းရမယ့် Alessio ရဲ့အဖျော်စရာလေး red skin ကိုအားကျန်တဲ့မူရှိကြလားဗျအတွေးအမြင်တွေကို comment section မှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်နောက် video မှာလည်းတွင်းရဲ့ကိုချက်ကြီးနဲ့ Erin ရဲ့ဈေးသက်မာလေး skin တို့ကိုခုလိုမျိုးအသေးစိတ်ခွဲခြားဆက်ပြပေးသွားမှာမို့လို့အကောင့်လေးကို follow လုပ်ခဲ့ဖို့မမိနိုင်ဘူးနော်